ဒီနေ့ဘယ်နေရရှိပါပြီတော့9 လပိုင်းနော်9 လပိုင်းအတွက်သမွဲနီးလာပြီ9 လပိုင်းသမွဲဖြည့်ပြီးတော့14 ရက်ဆိုတော့20 ရက်နေ့ကဘာနေ့ကြစနေနေ့ဆိုတော့ဒီမှာစဉ်းစားလိုက်20စနေနေ့ဖြည့်မလား20တနင်္ဂနွေနေ့ဖြည့်မလား22တနင်္လာနေ့မှာဖြည့်မလားဘုန်းကြီးထိုင်ပြီးတော့ဒီကြားထဲမှာစဉ်းစားလိုက်နော်စားတော့အစင်သင်းလောက်ထားပါဟုတ်လားစာအုပ်ချက်စာမွေးအောင်ဖြည့်ကြက်အောင်မှာနော်ရလားဒီစာမွေးအတွက်ဒီလေ့ကျင့်ခန်းစာမွေးအတွက်အခုတည်းဥမတီနဲ့စာမွေးဆိုတာကိုအစိမ်းအတွက်ကိုဥတီထားရတယ်ငါတော့9 လပိုင်းစာမွေးအတွက်9 လပိုင်းအတွက်ဖြေနိုင်ပြီးရပဲဆိုပြီး9 လပိုင်းလေးအတွက်ကောက်ယူမီလို့ပေါ့ကောက်ယူမီကမင်းအကြာကြီးခဏလေးနဲ့ပြဖြစ်သွားတာကောက်ယူမီလိုမျိုးဟာဖြေမအတင်းလေးထိုးကြလိုက်ပြီးတော့မှပြီးမေးတယ်အဲ့လိုမျိုးမဟုတ်အဲ့လိုမျိုးမကြည့်အောင်အဲ့လိုမျိုးမလုပ်အောင်စာအုပ်တရားကူးဆိုင်ပြီးတော့စာမိုးဝဲကြီးအတွက်စာမွဲဆိုလို့ရှိရင်3 လပိုင်းထဲမှာဖြေရမှာမအစိမ်း3 လပိုင်းစာမွဲအတွက်ငါအခုစာအုပ်တရားလောက်တာတရားလုံးမယ်ဆိုတဲ့စိတ်နဲ့စာမွဲကြီးအတွက်တိုက်ကတ်ထားပြီးတော့မှလုံးအဲ့တော့ဒီ9 လပိုင်းမှာရှိလာတွေလည်းဖြေခဲ့ပြီးပြီ9 လပိုင်းမှာအောင်ပြီဆိုလို့ရှိရင်အဲ့ဒီအောင်မြင်တဲ့စိတ်ကအောင်သွားပြီဆိုလို့ရှိရင်အဲ့ဒီအောင်မြင်မှုက10 လပိုင်းစာမွဲကိုအထောက်ကိုပြုသွားလိမ့်အားတက်သွားတာဟုတ်လားအားတက်သွားတာအခုမေးကြည့်ပါလားသူအောင်တဲ့ဟာတွေကိုအကြမှာတားကြောက်တာကိုအောင်ခဲ့ပြီးပြီလေဟုတ်တယ်မလားရှေးလာဒီမှာကိုစာမွဲအောင်ခဲ့ပြီးပြီအကြမှာတားကြောက်တာပေါ့အဲ့တော့အဲ့ဒီစာမွဲကို9 လပိုင်းအတွက်တင်မလို့ဖွဲ့တဲ့စာမွဲအတွက်ဥတီပြီးတော့လှုပ်တာဘယ်ချိန်မှာပဲဖြည့်ပြီး10 လပိုင်းမှာပဲဖြည့်ပြီး17 လပိုင်းမှာပဲဖြည့်ပြီးကျန်တဲ့လတွေ12 လ1 လ 2 လတွေမှာကြိုက်တယ်လို့ဖြည့်ကိုက3 လပိုင်းအတွက်စာမွဲအတွက်အဓိကထားပြီးတော့မှအခုတွေကလှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါမင်းတို့ပို့ပြီးတဲ့အခါကျတော့စာမွဲကိုအောင်ကျင်စိတ်ပို့ပြင်းပြသွားတာဟုတ်လားစာမွဲဆိုတာအောင်ကျင်စိတ်မရှိရတဲ့စာတင်နေတယ်အောင်ကျင်စိတ်မရှိဘဲနဲ့စာမွဲဖြည့်နေမအောင်ဘူးဘာပေါ့လားအောင်ကျင်စိတ်ရှိတဲ့အောင်ကျင်စိတ်ကိုရှေ့မထမ်းတင်ပြီးတော့မှငါအောင်ကိုအောင်ရမယ်အောင်ကျင်စိတ်ခရီးနဲ့စာလုံးမှစာသင်္ကန်းနဲ့ဝင်မှစာကြက်မှစာကြည့်မှအောင်ကျင်စိတ်နဲ့လုံးမှအောင်တာအဲ့တော့မင်းတို့အောင်ကျင်တဲ့စိတ်ကိုနံပါတ်1ရှေ့တန်းတင်ထားလိုက်ဟုတ်လားဘာမှလုံးဝမမဖဲနဲ့ဘူးဒီစာတစ်မျိုးပဲလုံးဝတာလीနော်စာကိုကြက်ဆရာကြီးကခိုင်းမှကြက်တာမလုံးနဲ့ဘုန်းကြီးခိုင်းမှစာကြက်တာမျိုးမလုံးနဲ့ကိုယ်အသိစိတ်တဲ့နဲ့ကိုစာလုံးနော်အဲ့လိုလုံးလို့ရှိရင်မင်းတို့အတွက်အကျိုးကျေးဇူးကြီးမှာပေါ့ဟုတ်လားမင်းတို့အတွက်ကို6 လနဲ့ပန်းနိုင်ကိုရောက်မှာပေါ့နော်ဘုန်းကြီးကတော့အောင်စေခြင်းနဲ့9 လပိုင်းဒီစာမွဲမှာအကုန်လုံးအောင်စေခြင်းနဲ့ကြလားအောင်ချက်ကောင်းတယ်လို့ပဲလိုချင်တယ်နော်အောင်ချက်ကောင်းတာကိုပဲလိုချင်တယ်စာရပြီးတော့စာတိပြီးတော့အောင်ချက်ကောင်းတာမျိုးလိုချင်တာခိုးချပြီးတော့အောင်ချက်ကောင်းတာမျိုးလိုချင်တာမဟုတ်ဘူးဟုတ်လားစာအုပ်ကောင်းလုံးတေချာလုံးစိတ်ပါလက်ပါလုံးအောင်ကျင်တဲ့စိတ်ကိုရှင်းတန်းနေပြီးတော့လုံးနော်